အားလုံးပဲမင်္ဂလာပါဗျာဒါတော့ကျွန်တော်တို့စနေနေ့နေ့လည်စာလေးပါဒီကတော့ကျွန်တော်တို့စီးပဲဦးနဲ့အော်ဆွန်နဲ့တုတ်တယ်ဗျာစီးပဲဦးနဲ့အော်ဆွန်နဲ့တုတ်တယ် today special ပေါ့ဗျာစီးပဲဦးနဲ့အော်ဆွန်နဲ့တုတ်ဒီကတော့9ကြောပါဗျာ9ကြော today special 9ကြောshare ရပြ9ကြောtoday special နောက်တစ်မျိုးကတော့ဒီမှာကျွန်တော်တို့အညာ style များမကြီးရွက်ကိုချင်ဆက်ချက်မကြီးရွက်ချင်ဆက်မကြီးရွက်ချင်ဆက်ချက် share ပါဗျာမကြီးရွက်ကိုကျွန်တော်တို့ချင်ဆက်လေးချက်ထားတယ်ကြအားလုံးပဲထမင်းစားကြပါအောင်တော့စနေနေ့နေ့လည်စားလေးပါအဲ့ဒါတော့ကျွန်တော်တို့မုံငင်းမြူညာဒီမှာကြက်ဥနဲ့အရေးတောင်လေးချက်တယ်ဗျာမုံငင်းမြူကြက်ဥနဲ့အရေးတောင်လေးကျွန်တော်ကဒီမှာဟောမျိုးကောင်းလေးခတ်တာမျိုးကောင်းမှုန့်လေးခတ်တာကြအားလုံးပဲထမင်းစားကြပါအောင်တော့စနေနေ့နေ့လည်စားလေးပါအဲ့တော့ကျွန်တော်တို့ထမင်းစားပြီးအချူတဲအောင်စိန်တလုံးတည့်ရပြီးရောစိန်တလုံးတည့်ရပြီးကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ဒီကျူအမျိုးမျိုးကြီးနောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ပါမယ်နော်ဒီကျူအမျိုးတွေကိုအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာဒါတော့စနေနေ့နေ့လည်စာလေးပါဗျာ share ဖို့နော်စနေနေ့နေ့လည်စာလေး